ငါသည်အတိတံဖြစ်ခဲ့ပြီးသားအတိတ်တွေကိုနာလို့သောစာမိပြန်ပြီးတော့မစိုးရိမ်ပါဘူးဘာတွေဖြစ်ခဲ့ပြီလို့ငါမှစိုးရိမ်စရာဘာမှမရှိဘူးစိုးလည်းမစိုးရိမ်ဘူးဒါပေမဲ့တချို့မကောင်းတာတွေလုပ်ထားရင်တော့စိုးရိမ်ကောင်းစိုးရိမ်ရမှာပေါ့နော်ဒါလေးကလည်းသတိထားမိသေးတယ်ဦးဇင်းကဟုတ်လားသူကအတိတ်နဲ့ပတ်သက်ပြီးတော့သူဘာမှမစိုးရိမ်ပါဘူးတဲ့ပြီးခဲ့ပြီတဲ့အတိတ်နော်အတိတံနာနုသောစာမိနပဇ္ဇပါမိအနာဂတံဖြစ်ပေါ်၍မလာသေးတဲ့အနာဂတ်ကိုလည်းပဲနပဇ္ဇပါမိငါတောင့်တပြီးတော့မနေပါဘူးဘာဖြစ်ချင်တာလို့ငါမှမရှိဘူးပိစုပန်နေနာယာပေမိပိစုပန်နေနာအခုဖြစ်ပေါ်နေတဲ့ပိစုပန်အခိုက်အတန့်ဖြင့်ယာပေမိငါမျှတနေတယ်ဒီစကားလေးကိုအင်မတန်သဘောကျတာပဲကြည်လဲကြည်ညိုတယ်အင်မတန်ကောင်းတာပဲအခုပိစုပန်ကလေးနဲ့သူမျှတနေပါတယ်တဲ့မျှတတယ်ဆိုတဲ့စကားလုံးလေးဒကာကြီးဒကာမကြီးများမျက်နှိုးစရာမကောင်းဘူးလားမျှတပြီဆိုမှတော့ချမ်းသာပြီပေါ့ဗျဟုတ်လားမမျှတရင်မချမ်းသာဘူးပစ္စည်းတွေပေါ်တိုင်းလည်းမျှတမယ်မထင်နဲ့နော်ဒီပြင်အခြေအနေတွေဘလောက်ကောင်းကောင်းစိတ်ထဲမှာမမျှတတဲ့သဘောတွေရှိရင်ရှိနေနိုင်နေတာပဲလေဟုတ်လားအခု तू ကတော့အခုဖြစ်နေတာလေးနဲ့ तू ရနေတာလေးနဲ့ तू ရှိနေတာလေးနဲ့လောလောဆယ်အခြေအနေလေးကို तू ကျင့်တတ်ပါတယ်လို့ပြောတာမျှတတယ်ဆိုတာဒါလေးကို तू စိတ်တိုင်းကြပါတယ်ဟုတ်လားအတိတ်ကို तू မစိုးရိမ်ဘူးအနာဂတ်ကို तू ဘာမှမမျှော်ဘူးအခုအခြေအနေလေးကို तू ကျင့်တတ်ပါတယ်ဒါလေးနဲ့ तू မျှတပါတယ်တဲ့ဒါကြောင့်မို့လို့ဒေနထိုကဲ့သို့အတိတ်ကိုလည်းပဲစိုးရင်ပူဆွေးပြီးတော့မနေဘူးအနာဂတ်ကိုလည်းတောင့်တပြီးတော့မနေဘူးပြစ္ဆုတ်ပန်းမှာမျှတပါတယ်ဆိုတဲ့အကြောင်းကြောင့်အဟံငါဤမမငါရဲ့ဝင်တော့အရေးစင်းသည်ပတိရတိကြည်လင်တောက်ပလို့နေပါတယ်အဲ့ဒါကြောင့်သူ့ရဲ့အရေးစင်းတွေကတောက်ပနေတာတဲ့နော်လှတယ်ဆိုတာနဲ့ကြည်ကောင်းတယ်ဆိုတာနဲ့မတူဘူးနော်တခါကြီးဒီမှာကြီးများအဲ့ဒါလို့သူများကြည်ကောင်းတဲ့ကြည်လင်တန့်ရှင်းတဲ့ရုပ်ရည်ကိုရကျင်တယ်ဆိုရင်ဒီမှာနီလန်းတစ်ခုတွေ့တာပဲဗျနော်အတိတ်မှာမစိုးရိမ်နဲ့အနာဂတ်ကိုမမျှော်လင့်နဲ့ဖြစ်နေတဲ့အခြေအနေလေးကိုကျင့်တတ်စမ်းမှာမျှတစမ်းမှာဒါဆိုရင်ရုပ်ရည်ကြည်လင်ပါလေဟုတ်ရလားအဲ့ဒီမှာသူကဆက်ပြောသေးတယ်အနာဂတပဇ္ဇပါယအတိတတ္တနုသောဇနာဧတေနာဘာလသုတ်တံတိနလောဝဟရိတောလူတော်ဟောဒီလောကကြီးမှာဉာဏ်ပညာနည်းတဲ့အသိဉာဏ်နည်းတဲ့လူမိုက်တွေဟာတဲ့ရရဆက်ဆက်ပြောတယ်လို့တော့မထင်သေးခြင်းဘူးနော်ဒါရှင်ရတဲ့ကပြောတာဉာဏ်ပညာမရှိတဲ့လူမိုက်တွေဟာလေပြီးခဲ့ပြီးသားအတိတ်ကိုတွေးပြီးတော့သူတို့ညှို့စိုးရိမ်ပြီးတော့ပူပန်းနေတယ်မဖြစ်ပေါ်သေးတဲ့အနာဂတ်ကိုသူတို့အများကြီးမျှော်လင့်ပြီးတော့အိန္ဒိမယဖြစ်နေတယ်တဲ့အဲ့ဒီတော့ဘာဖြစ်တုံဆိုတော့နလောဝဟရိတောလူတော်စိမ့်ဆိုးနေတဲ့ကျူပင်လေးကျူပင်ဆိုတာအင်မတန်စိမ့်ဆိုးပါလေနော်အဲ့ဒါကိုဆွဲပြက်ပစ်လိုက်ပြီဆွဲပြက်ပြီးတော့ချထားလိုက်တယ်ခဏနေမဖြစ်သွားညှိုးပြီးတော့ကြားလေးညှိုးချောင်းပြီးအဲ့ဒါလိုပဲတဲ့အတိတ်ကိုတွေးပြီးတော့ပူတဲ့လူတွေအနာဂတ်ကိုတွေးပြီးတော့မျောနဲ့တောင့်တနေတဲ့ပုဂ္ဂိုလ်တွေပြစ္ဆုတ်ပန်းနဲ့ရောင်ရဲမျှတအောင်မနေနိုင်ကြတဲ့ပုဂ္ဂိုလ်တွေဟာစိမ့်ဆိုးနေတဲ့ကျူပင်ကိုနှုတ်ဖြတ်ပြီးတော့ထားလို့ညှိုးငယ်နေတဲ့မျိုးအဲ့ဒီလိုပုဂ္ဂိုလ်တွေဟာညှိုးငယ်နေမှာပဲအဲ့ဒီလူတွေရဲ့အရေးဆွဲဟာ6တွေ့နေမှာပဲကြည်ရတာမင်္ဂလာမရှိကြက်သေးမရှိဖြစ်နေမှာပဲဟုတ်ရလားဒါကြောင့်တရားဓမ္မတို့ဦးဇင်းတို့တွေဘဝမှာကြီးကြီးလင်းလင်းချမ်းချမ်းသာသာလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါအနှစ်သာရရှိရှိဉာဏ်ပညာကြီးကြီးဖြစ်ခြင်းတယ်ဆိုလို့ရှိရင်ပြစ္ဆုတ်ပံမှာနေတဲ့အလေ့အကျင့်ကိုအများကြီးရအောင်မွေးမြူပါဟုတ်လားဒါကရှင်ရတဲ့ရဲ့အကြောင်းလေးပြောစရာကောင်းလို့လူငယ်တွေလည်းပါနေတဲ့တကြောင်ရည်ရွယ်ပြီးတော့ပြောလိုက်တာနော်ရုပ်ရည်အစဉ်တင့်တယ်ခြင်းနဲ့ကြည်ကောင်းစေခြင်းနဲ့ကျက်သေးမင်္ဂလာနဲ့ပြည့်စုံစေခြင်းနဲ့ဆိုရင်အတိတ်ကိုတွေးပြီးတော့ဆိုရင်မနေနဲ့အနာဂတ်ကိုမျှော်လင့်မနေနဲ့ပြစ္ဆုတ်ပံလေးနဲ့ညှာတာအောင်နေအဲ့ဒါလိုမှမနေတတ်ဘူးဆိုရင်ကိုယ့်ရဲ့ဘဝဟာညှိုးငယ်ပြီးတော့ရိပ်ဖြတ်ထားတဲ့နှုတ်ဖြတ်ထားတဲ့ကျူရိုးတွေလို6တွေ့နေလိမ့်မယ်လို့သူကဒီလိုပြောတာဟုတ်လား